နိုင်ငံပိုင်တဲ့ပစ္စည်းတွေကိုတရားဝင်သူ့ကိုယ်တိုင်သူ့ရဲ့လိုရင်ဆန္ဒကြောင့်လက်နက်လိုအပ်မှုကြောင့်သူသွားပြီးလဲလှယ်ကြီးလောက်တာနော်အမှလည်းနိုင်ငံချစ်တဲ့ဟာမင်းအောင်နိုင်ဆိုတဲ့ကောင်အဲ့လိုကောင်မျိုးအာဏာရှင်တွေကသူတို့လိုချင်တာရဖို့အတွက်နိုင်ငံရဲ့ဘယ်တယံသာတဘယ်တက်ရှိနော်ဘာပဲထွက်လဲလှယ်ဖို့သူတို့အစင်နဲ့မယ်တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဖြစ်ချောင်းကုန်စင်ကျွန်တော်အနေနဲ့အစီအစဉ်ရနေပြီးကြိုဆိုလိုက်ပါတယ်ဆိုတော့မတွေ့ရလဲကြာပြီဆိုတော့ဗျာနော်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ပုံမှန်ပဲပေါ့နော်ကဘာအစီအမံရန်ပြည်ပြည်သူ့ချင်ဘက်ကြီးကဘာဗီစာကိုရောင်းတဲ့ကိစ္စကိုပြောအောင်နော်ဆိုတော့မြောက်နိုင်ဘာလို့ရုရှားကိုသွားတာနော်ဆိုတော့ဒီတစ်ခေါက်သွားတဲ့အပေါ်မှာဘလို့အကျိုးမြတ်တွေရှိလာလဲအဲ့အပေါ်မှာလည်းသူစိတ်ရောကိုပြန်ပြီးတော့ကောင်းမွန်တဲ့အကျိုးမြတ်တွေရှိလာတယ်ဆိုတဲ့စကားကိုပြောလာတယ်ပေါ့နော်ဆိုတော့ဘလို့အကျိုးမြတ်တွေရှိလာဆိုတော့စာအုပ်သွားရောင်းတာတော့မဟုတ်ပါဘူးဆိုတော့ဒါပေမဲ့သူစာအုပ်ပေးတယ်ကျွန်တော်တို့အဲ့ဒါဥအောင်စီရအထုပ်ပတိစာအုပ်ပါဆိုတော့ဒီစာအုပ်ကိုပေးတဲ့အချိန်မှာသူ့လိုရာဆွဲပြီးတော့သုံးတဲ့စကားလုံးတွေကိုသူသုံးရတယ်နော်အမှလည်းစောစောပြောသလိုကျွန်တော်တို့ဒီလက်နက်စကြရှင်ဆိုတဲ့စကားလုံးရုရှားမှာဖြစ်မယ်ဆိုပြီးဖျားဟောတယ်ဆိုတဲ့စကားလုံးကိုသုံးတယ်နော်အဲ့ဒါတိတိတတ်တာထင်ထင်မြင်မြင်ဖြစ်အောင်ပြပြနော်ပြီးတော့သူ့ကိုယ်သူမြန်မာဘရင်မှာလို့ပြောတယ်မြန်မာဘရင်နဲ့ချစ်ကြည်ရေးကောင်းလက်တန့်ဆိုတဲ့ဟာမျိုးဖျားရှင်ဟောရတယ်ဆိုပြီးပြောတယ်ဆိုတော့ဒါကသူကကောင်းကျင်တာနော်ဒါလည်းအရှင်းကြီးပဲဆိုတာဘာဖြစ်လို့လဲဆိုတော့အာနာမသိန်းနေမှာရုရှားကိုမင်းအောင်လိုက်9ကြိမ်တိတိသွားခဲ့တယ်ဒါပေမဲ့အဲ့9ကြိမ်လုံးမှာပူတင်နဲ့တွေ့ခွင့်မရခဲ့အာနာသိန်းကြီးနောက်ပိုင်းမှာဒါနော်ဒီပူတင်ကလည်းကျူးကျော်စင်နဲ့ယူကရိန်းကျူးကျော်စင်နဲ့ဗရန်ထုတ်ခံရတဲ့အချိန်မှာသူတွေ့ခွင့်ရတယ်တွေ့ခွင့်ရတဲ့အချိန်မှာသူတို့စကားပြောခွင့်လက်ချင်းဆိုင်ပြီးတွေ့ခွင့်စကားပြောခွင့်အဲ့ချိန်ကြတော့မှစရအာနာသိန်းကြီးနောက်ပိုင်းမှာမင်းအောင်လိုက်4ကြိမ်သွားခဲ့တယ်4ချိန်သွားခဲ့တဲ့နောက်ပိုင်းမှာဒီနောက်ဆုံးသွားတဲ့အချိန်ကတော့အကျိုးမြတ်အရှိဆုံးလို့သူ့အတွက်အကျိုးမြတ်အရှိဆုံးလို့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကလည်းဘာလို့မြင်ရလဲဆိုတော့ကျွန်တော်အာနာရှင်တွေကကျွန်တော်ဒီဘာသာရေးကိုသူတို့လိုချင်တာတွေအတွက်အသုံးချတယ်နော်ဓာတ်လုံးရလုတ်တယ်စကလုံးတွေဖလှယ်တယ်စကလုံးတွေပြောင်းတယ်အဲ့လိုမျိုးတွေပေါ့နော်သူတို့လိုချင်တာအတွက်ဘာသာရေးကိုအသုံးချတယ်ဆိုတဲ့အချက်ကလည်းရှင်းရှင်းလင်းလင်းမြင်နေရတယ်စစ်ကောင်းဆောင်မရောက်နိုင်တဲ့လောက်ရက်ပေါ့နော်ဆိုတော့အဲ့အချိန်တွေမျိုးလည်းရှိနေတယ်ဆိုတော့ဒီတစ်ခေါက်သွားတဲ့အချိန်မှာဘာလောက်တာလဲကျွန်တော်အဓိကပြောသွားတဲ့သူတို့ဆွေးနွေးသွားတဲ့အချိန်မှာလဲစာအုပ်ထဲကအချက်တွေအများကြီးတွေကမှလက်နက်စัจ जा ရှင်ဆိုတဲ့စကားလုံးကိုသုံးတယ်เนาะလက်နက်မှာထိတ်ခေါင်ဖြစ်နေတယ်ဆိုတဲ့အရာကိုသုံးတယ်ဆိုတော့မင်းအောင်လှိုင်ကဒီတစ်ခေါက်သွားတာကစီးပွားရေးဆိုတာထဲကျွန်တော်တို့လက်နက်ရောင်းဝယ်ရေးဆိုတဲ့ကိစ္စကပိုပြီးမှန်ပါလိမ့်မယ်အဲ့အတွက်လည်းကောင်းမွန်တဲ့ရလဒ်တွေရှိလာတယ်ဆိုတဲ့အချိန်ဒီမှာဒါလက်နက်အပေးယူเนาะအခုပြောင်းနေမှာတို့ညှိနှိုင်းမှုကောင်းတွေရလာတယ်လို့ဆိုလိုရင်းအတိတ်ပဲမျိုးဖြစ်တာပေါ့ဗျာเนาะဆိုတော့အမှကျွန်တော်တို့ပြည်သူတွေရောကျွန်တော်ဒီတော်လိုင်းအင်အားစုတွေရောတတိထားမယ်အကြောင်းအရာတင်းတင်းပေါ်ပြီးရှိလာတာပေါ့ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီပြည်နယ်တောင်ပိုင်းကြီးကျွန်တော်ဒီရှမ်းပြည်နယ်တွေဒီတော်လိုင်းအင်အားစုစိုးမိုးထားတဲ့နယ်ကြီးတွေအကုန်လုံးမှာကျွန်တော်တို့ဒီလက်ရှိစက်တက်ဒရုန်းတွေเนาะစက်တက်လေထီးတွေเนาะစက်တက်ရေနေเนาะပြီးတော့ကျွန်တော်တို့ဒီအပူလိုင်းရှာဒရုန်းတွေအဲ့ဒါမျိုးတွေတုံးလာနေပြီကျွန်တော်တို့တော်လိုင်းစမှာဒီတော်လိုင်းအင်အားစုတွေဘက်ကကျွန်တော်ရဲဘော်တွေဘက်ကနေပြီးတော့ဤပညာတွေကို update လုပ်ပြီးတုံးလာနိုင်တယ်လို့သူတို့ကလည်းသူတို့ရဲ့နိုင်ငံကာကွယ်ရေးတပ်မတော်ဖြစ်တဲ့အပြောက်မှာသူတို့ကလည်းသူတို့ပို့ပြီးတော့ကျွန်တော်တို့ထပ်ပုံမြင့်တဲ့ဤပညာတွေတုံးလာနေပြီပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့လက်ရှိပထမသွားရတဲ့ view ဟာတွေပြင်နေတာတွေကိုလည်းကျွန်တော်တို့ဘက်ကပြင်ဖို့လုပ်ရမယ်ဒီလေကြောင်းအနေရကိုလည်းကျွန်တော်အထူးသတိထားအဲ့ဒီကြောင့်အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အထူးပြောချင်တာကအခုပြဿနာကြီးနေရနော်မင်းအောင်လှိုင်ကစစ်ကိုခေါ်မရမယ်ဆိုတဲ့စကားလုံးကိုပြောလိုက်တယ်စစ်ကိုခေါ်မရမယ်ဆိုတာကစစ်ပွဲကိုတရားဝင်ဆင်နွှဲမယ်လို့ပြောလိုက်တာပဲเนาะအစားရဲကျွန်တော်တရားဝင်တော့ဆင်နွှဲနေကြတာเนาะ तू ဘာလုပ်မယ်ဘယ်လိုသွားမယ်ဆိုတဲ့လမ်းကြောင်းတွေမသိသေးဘူးเนาะကျွန်တော်တိုင်းနိုင်ငံမျိုးတွေရှိတယ်ညှိနှိုင်းရေးခဏသွားတယ်အခုကတော့တေးကြတယ်စစ်ကိုဆင်နွှဲမယ်ဆိုတဲ့အခြေအနေမှာတေးကြတော့သူ့ဘက်ကအယုံမာဆုံးနီးလန်းနေအဆုံးဆုံးနီးလန်းနေလို့တော့မှာအမှန်တိုင်းပြောရရင်တော့ကျွန်တော်တို့တော်လိုင်းအင်အားစုကတပုံဗျာတပုံကိုနှိမ်နှင်းဖို့အတွက် तू ကလွှတ်ရှိမှာနိုင်ငံရဲ့ legitimate အစိုးရလို့ကျွန်တော်တို့ကမတတ်မှတ်ပေမဲ့ तू ကဖြစ်နေတာဆိုတော့ तू ကတော့သူ့အစိုးရကသူ့နိုင်ငံ तू ကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ तू ကအဆုံးစုံကာကွယ်မှာပဲကျွန်တော်တို့ကလည်းကျွန်တော်တို့နိုင်ငံကောင်းရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဆုံးစုံတိုက်မှာပဲအာဏာရှင်အောင်เนาะအဲ့ဒီမှာကျွန်တော်ထိခိုက်နေတာမှုတွေပို့ပြီးတော့ရှိလာနိုင်တယ်မင်းအောင်လိုက်စောင့်မျှော်နေတဲ့အချိန်ကလည်းအခုရောက်လာပြီလို့ပြောလို့ရတယ်เนาะဘာလို့လဲဆိုတော့ကျွန်တော်တို့
TNN နဲ့ KIA နဲ့လည်းတွေးကွဲမှုတွေဖြစ်နေတယ်เนาะဒီကျွန်တော်အဖွဲ့အစည်းတွေကြားထဲမှာလည်းအဆင်မပြေတာလေးနည်းနည်းများနေတယ်ညှိနှိုင်းမှုတွေကို NUG ဘယ်လိုကစားမလဲ NUG ဘယ်လိုလုပ်ပေးမလဲဘယ်လိုပုံစံနဲ့ပေါ်ဆောင်သွားမလဲဆိုတာတော့ဒါ NUG ရဲ့ဟိုလှုပ်ဆောင်မှုတွေနဲ့တွားမယ်အပိုင်းကဏ္ဍပေါ့เนาะဒါပေမဲ့လောလောဆယ်မှာဟိုပြပြမှုတွေဖြစ်နေတယ်နယ်မြေပြဿနာတွေလည်းဖြစ်နေတယ်ဆိုတော့စစ်ကောင်စီစောင့်နေတဲ့အချိန်ကိုရောက်နေတယ်လို့ပြောလို့ရတယ်သူ၄နှစ်ကျော်လုံးသူစောင့်လာတဲ့ကိစ္စကဒီလိုမျိုးကျွန်တော်တို့တွေးကွဲမှုတွေနယ်မြေပြဿနာတွေသူစောင့်နေရလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့เนาะဆိုတော့သူ့ဘက်ကလည်းသူထိုးစစ်ဆင်ဖို့အတွက်လှုပ်လာပြီဆိုတဲ့အချိန်လေးမှာတခုအဓိကခုဟိုဖြစ်တာကျွန်တော်တို့ trace เนาะကျွန်တော်တို့နိုင်ငံကထွက်တဲ့တစ်စီတစီသွေးတစ်စက်ရေတစ်စက်เนาะအရေးကုန်တခုအသားတုံးအစားတန်ဖို့ရှိတယ်ကျွန်တော်နိုင်ငံရဲ့တဘာတည်ရန်သာတเนาะနိုင်ငံကထွက်တဲ့အရာတိုင်းကနိုင်ငံပဲပိုင်တာလေပြည်သူလူထုပဲပိုင်အစိုးရမပိုင်အာဏာရှင်တွေကသူတို့လှုပ်ချင်တာကိုဘာသာရေးကိုအကြောင်းပြပြီးလှုပ်သူတို့လိုချင်တာအတွက်နိုင်ငံကဘယ်ပစ္စည်းမဆိုလဲလှယ်ဖို့အတွက်သူအစဉ်သင့်မယ်ဆိုတာကိုတရားဝင်ချပြသွားတယ်နော်သူလိုချင်တဲ့တိုက်ခိုက်ရေးရှင်နော်တိုက်ခိုက်ရေးလင်းရင်လိုချင်လို့ကျွန်တော်တို့နိုင်ငံကထွက်တဲ့နော်စင်လိမ္မာနော်စင်လေးကိုပေးတယ်ရဟရင်ပြန်ယူလာတိုက်ခိုက်ရင်ပြန်ယူလာတယ်ဒီကောင်ကအရင်ကဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီတရိတ်ဆန်နေเนาะဟိုဟာဖြစ်တယ်ဆိုရင်ကျွန်တော်ထိုင်းတော့ပဲကြည်ဗျာသူတို့ရှိကဂျိုးတဂျိုးเนาะတရိတ်ဆန်တကောင်ရဲ့အမွေးအရေးကောင်အောင်အပြင်ကိုနေဆက်ကိုဖြတ်ကျော်ပြီးမရအောင်သူတို့အစိုးရအဲ့လိုကာကွယ်เนาะအခုခမားတို့ကလက်ခံထားပါလေဆိုတော့စေအုပ်စုကိုလက်ခံထားပါလေဆိုတဲ့ကောင်တွေမေးချင်လို့မင်းတို့အစိုးရဘာကာကွယ်လဲဟမ်နိုင်ငံရဲ့ပစ္စည်းတွေကိုတရက်ဝင်เนาะနိုင်ငံပိုင်တဲ့ပစ္စည်းတွေကိုတရက်ဝင်သူ့ကိုယ်တိုင်သူ့ရဲ့လိုရင်ဆန္ဒကြောင့်လက်နက်လိုအပ်မှုကြောင့်သူသွားပြီးလဲကြီးလောက်တာနော်အမှလည်းနိုင်ငံချစ်တဲ့ဟာမင်းအောင်နိုင်ဆိုတဲ့ကောင်အဲ့လိုကောင်မျိုးအာဏာရှင်တွေကသူတို့လိုချင်တာရဖို့အတွက်နိုင်ငံရဲ့ဘယ်တယံသာတဘယ်တက်ရှိနော်ဘာပဲထွက်လဲဖို့သူတို့အစင်နဲ့မယ်အဲ့လိုမျိုးပါပဲနော်တော့ဒါတော့ကျွန်တော်တို့တရိษံကိုလေရင်နဲ့လဲတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့ပြည်ပြထွက်တဲ့စင်နော်စင်လိမ်မာတွေဆိုတော့ဒီလိုသူတို့လိုချင်တာရဖို့အတွက်လဲတာပြီးတော့ခုကောင်းမွန်တဲ့ရားလက်တွေရှိပြီလို့ပြောလာတယ်နော်စုံမှုနယ်မြေမှာရှိတဲ့လူတွေလေချောင်းရံကိုအထူးသတိထားဖို့လိုတယ်နော်အဲ့အပြင်ကိုပြည်တွင်းမှာကဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေအများကြီးရှိတယ်အဲ့ဒါကြတော့ကျွန်တော်တို့ခုလက်ရှိစုံမှုနယ်မြေပိုင်ဆိုင်ထားတဲ့လက်နက်ကိုင်အင်အားစုတွေတော်လိုင်းအင်အားစုတွေတော်လိုင်းနဲ့တူတူပါလာတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကတချို့နယ်မြေတွေမှာလုံရက်တွေမှန်တာမျိုးတွေမြင်နေရတယ်ဒါကိုလည်းသူတို့နယ်မြေသူတို့စိုးမိုးသွားပြီးလုံချင်တိုင်းလုပ်ပါရဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့အဖြစ်ခံတာမျိုးမဖြစ်ဘူးအဖြစ်ခံလို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးရှိတယ် NND ကတီဘောမှာခုလောင်ကစားယုံတွေဖွင့်နေတယ်เนาะဒီကာလမှာတခြားသောပုံစံမျိုးနဲ့ရန်မုံငွေရှာတာတက်ရဲ့အသုံးစရိတ်ရှာတာမျိုးကိုလက်ခံလို့ရတယ်เนาะလောင်ကစားယုံတွေဖွင့်တယ်ဆိုတော့ဗာလဲဒုတိယရွှေကုတ်ကိုရှမ်းမြောက်မှာဖြစ်စေချင်တာလားနော်လောင်ကစားယုံတွေစပြီးလှုပ်လာတယ်ဗာရွှေကုတ်ကပြည်တဲ့လူတွေကိုရှမ်းမြောက်တွေကိုခေါ်ပြီးတော့ခင်ဗျားတို့တိဆောက်နေကြတာဟဲ့နယ်မြေတဲ့တီဘောကနှစ်ဖွဲ့ပိုင် TNN နဲ့ NND เนาะတဝက်စီဖြစ်နေတီဘောမျိုး NND ပိုင်ရဲ့အပိုင်းဘက်မှာပြဿနာအကြီးကြီးဖြစ်နေလောင်ကစားယုံတွေဖွင့်တယ်အမျိုးသမီး3အဝိပလာနဲ့တက်ခံပြီးအလောင်းမဲကြံတယ်မြောက်အဲ့တော့တောင်ယူတောင်ဘာမှမဖြေရှင်းပေးဘာမှမဖြေရှင်းပေးပဲနဲ့ဟိုလာရှိုးမှာဟိုခင်ဗျားတို့တက်သားနှစ်ကောင်ကကောင်မလေးကိုဝိုင်းကြိုက်တဲ့ကိစ္စကြတော့သူတို့ပြစ်တာကောင်မလေးကိုခင်ဗျားဘာလို့ဖမ်းတာခင်ဗျားတို့လက်နက်ကိုင်အဖွဲ့အစည်းတွေမူတွေကတော့မဟုတ်သေးဘူးဗျစေအာနာရှင်နဲ့မထူးကြဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့လည်းအာနာရှင်ပဲအာနာရှင်တော့တောင်စိုးနေတော့အဆင်မပြေဘူးလာရှိုးပြည်သူလူထုတွေစစ်တမ်းကိုလူးလိမ့်ပြီးခံကြရတယ်မျိုးလည်းပြန်လာပါမင်းတို့အာမခံပြီးခေါ်တယ်မင်းတို့မျိုးထဲမှာရှိနေမင်းတို့ပြည်သူလူထုပဲအရာစာဝတ်နေရတော့မင်းတို့ဘာတောင်းဝင်ယူဝေးမှာလဲကိုယ်တိုင်စာဝတ်နေရက်တည်နေရပဲကုန်းသုံးတိုင်းတစ်ဆိုင်ကို9သိန်းတောင်းတယ်ဆိုတော့တလားမလွန်ဘူးလားမင်းတို့ခုံကြီးကမလွန်လုံးဘူးလားနည်းနည်းပါးပါးတော့စဉ်းစားကြအောင်စေအုပ်စုကလှုပ်ချင်တာလှုပ်နေတဲ့အချိန်မှာမင်းတို့ကလည်းပြည်သူကိုလှုပ်ချင်တာလှုပ်နေကြတယ်ຫນွေဦးတော်လိုင်းနဲ့တသားတည်းရှိရဆိုတကယ်ຫນွေဦးတော်လိုင်းနဲ့တသားတည်းရှိပြီတကယ်ပြည်သူကိုကြည့်ပြီမင်းတို့လွန်တယ်နော်အဲ့အမျိုးသမီး3ယောက်ဝေးပလာတဲ့ကိစ္စဘာမှမထူးတာ
မင်းတို့ပိုင်တဲ့နယ်မြေတွေမှာမင်းတို့တောင်းဝင်ယူရမယ်လေမင်းတို့အစိုးရလုပ်မယ်ဆိုမင်းတို့လိုချင်တဲ့ဖက်ဒရယ်ဆိုမင်းတို့ပြည်နယ်ဖွံ့ဖြိုးရေးအတွက်အခုဘာတွေလုပ်နေရဒီဘက်ကကြားပြနှိမ်လို့မပြီးသေးဘူးမင်းဟိုဘက်မှာမင်းတို့မျိုးသစ်တယ်တောင်ကသားမြင်နေရအစ်စ်လို့မင်းတို့ကအခွန်တွေလည်းကောက်လိုက်တာမှတောက်လေTNN နဲ့ KI လည်းမတည့်ပြဿနာတွေတက်နော်အကုန်လုံးသူ NUG မှာလည်းအဲ့လိုပဲတက်တယ်နှုတ်ထွက်တယ် NUG နဲ့တခြားပါပြဿနာတွေဖြစ်နေတယ်အများကြီးဖြစ်နေတယ်တော်လိုင်းအခုအချိန်ကောင်းလာတယ်အများမှာစိုးနေနေရလာတယ်အများမှာနော်ပြည်သူတွေအကုန်လုံးလည်းပေါ်တာဆွဲပါနေတယ်နော်ပြည်တွင်းစစ်ကြီးကခင်ဗျားတို့အိမ်ပေါ်ကြီးတက်ပြီးတော့မှခြံအောင်လာလန့်နေအိမ်တကားဖောက်နေမဟုတ်တော့ဘူးသိလားပြည်တွင်းစစ်ကြီးကဖေနေဝင်နေပြီခင်ဗျားတို့ကဘာမှမဟုတ်သူများကရင်ဘွားကိစ္စတွေကိုစိတ်ဝင်စားလို့ကောင်းတော့ခင်ဗျားကိုယ့်ကိုရှောင်ဖို့တွေးမိလားonline ပေါ်ကြည့်လိုက်ရင်တက်လာနဲ့ဘယ်လောက်စိတ်ပြတ်ဖို့ကောင်းလဲတော်တော်နေနိုင်ရတယ်နော်မင်းတို့ကောင်တွေတော်တော်နေနိုင်လုံးဝကြီးရယ်စဉ်းစားကြပါနော်တကယ်ပြောတာဟိုကပြောသလိုပဲစရာသလုံးပြောသလိုပဲနော်ပြည်တွင်းစစ်ကမင်းတို့အိမ်ကိုလာပြီးခြံအောင်မနေပြီခြံအောင်မနေပြီပြည်တွင်းစစ်ကနော်မင်းတို့ကသူများကရင်ဝါကိစ္စတွေစိတ်ဝင်စားနေတော့စိတ်ဝင်စားနေတော့နော်ပြေးလို့ရတဲ့အချိန်မှာပြေးတာနော်ပို့လေးတစ်ခုတွေးလိုက်သေးတယ်ပြေးလို့ရတဲ့အချိန်မှာပြေးတာအေးပြေးလို့ရတဲ့အချိန်မပြေးတာမပြေးတာဘူးဆိုရင်ဟဲ့အောင်မပြေးနဲ့ရက်ဆိုပြီးထောက်ခံရတဲ့အချိန်ကြီးရောက်သွားမယ်မင်းတို့နားလေလားခက်တယ်ကဲအားလုံးပဲဒီနေ့တော့ဒီလောက်ပဲဗျာနောက်နေ့မှလက်ဆုံးမယ်အားလုံးပဲတက်တာပါ